အခုလိုင်းပေါ်မှာတက်လာတယ်ဝေးတစ်စုံလုံးဝေးတစ်စုံသိန်း9000တောင်ရတယ်ဆိုသိန်း900လားသိန်း9000လားမသိဘူးအဲ့ဒါငါရင်းမလို့ဟာနင်တို့မိသားစုနင်သားရောအကုန်လုံးတင်းအောင်တင်းနဲ့ထားမလို့ငါတော့ဒီရင်းမှာရင်းမိဆိုရင်လာမလုံးနဲ့သူကပစ္စည်းမခိုးမဖွဲ့ဘူးငါအမေပေးလိုက်တဲ့ပစ္စည်းနဲ့ငါရောင်းစားပြီးတော့ငါလှုပ်စားမှာငါဘောနားလဲလားညနေပြောရတဲ့ပုံစံလေးငါဒီနေ့မှနာလုံးလုံးလို့အဲ့ဒါဝေးဖြုတ်ရောက်မှာနေကျင်နဲ့လားပြော ကျင်းတဲ့ဇာကြောင့်ရင်ဖူးမှန်စီနေပိုင်ပစ္စည်းနေရာကိုလှုပ်ရှင်လာလို့စိတ်ဝင်စား အခုဖြစ်ပြီဆိုရင်ငါပစ္စည်းငါဥစ္စာငါရှာထားတာဘာညာနဲ့အခုငါဝေးဖြုတ်ရောက်တဲ့ကိစ္စမှာနေနဲ့မဆိုင်ဘူးငါသားရှိရတော့ငါဖြုတ်ရောက်မှာနှလုံးလုံးရောက်မှာဝေးဘူး